ညာမီရဲ့မနက်ခင်းထွက်ခါစားနေအောင်ကြီးဟာအရှင်ပြင်းပြင်းနဲ့အစာပြူလာပါတယ်ဟဲ့တာမနက်စာစားတော့အောင်လေတော်ပြီမေအပြင်မှာပဲစားတော့မယ်ဒီလိုပြောဆိုကဆိုင်ကယ်ကိုဆက်နိုးကထွက်သွားတဲ့တာဖြစ်သူကိုကြည့်လို့ဒေါ်တိတာတယောက်တက်မရှေ့ကြီးကိုချလိုက်မိပါတယ်နိုင်ငံရေးအခြေအနေမကောင်းတာမို့လို့တားကိုအပြင်မသွားစေပေမဲ့တားလို့တော့မရဘူးတနေ့ကလေးကဆန္ဒပြလူငယ်များပြတေဆုံးခဲ့တာမို့လို့တားအတွက်စိုးရိမ်မိတာကလည်းမဆန်းပါဘူးဝေယံဟာဒေါ်တိတာရဲ့တိုးတီတော်တားဖြစ်တဲ့လျောက်အလိုလိုက်ပြီးတော့အဖြစ်ပိုးခဲ့ရတယ်ဝေယံရဲ့ဇာတိဟာဒီမျိုးလေးနဲ့မင်းနီမွေးမှာရှိတဲ့ကျေးလက်ဒေတာတစ်ခုလည်းဖြစ်တယ်ဝေယံအရွယ်ရောက်လာတဲ့အခါမှာတော့မြို့မှာနေကျင်တဲ့တို့ပူဇော်တာကြောင့်ဒီမျိုးလေးမှာရှိတဲ့အိမ်တစ်လုံးကိုဝယ်ယူကတာမီနဲ့လာရောက်နေထိုင်ခြင်းဖြစ်ပါတယ်ဝေယံရဲ့ဖခင်ကတော့ရွာမသားလက်အိတ်ကများစွာကိုအိုးစိလောက်ကင်ပြီးတခါတရံမှသာမြို့ကိုရောက်လာလေရှိတယ်မြို့ကိုရောက်လာပြီဆိုရင်တော့ကာလကြာရှည်စွာနေလည်းမရှိပဲရွာကိုသာပြန်သွားလေရှိတယ်တက္ကသိုလ်ကျောင်းသားကြီးဝေယံကိုမိဘနှစ်ပါးလုံးကငုံထားမတက်ကြစ်ကြတာမလို့ဝေယံကလည်းမိဘတွေပေါ်မှာခက်ဆိုးဆိုးပြုတ်မှုတတ်ပါတယ်ဝေယံရဲ့အချစ်ဆုံးတငယ်ချင်းမိကကြော်စွာဖြစ်ပြီးသူတို့နှစ်ဦးဟာမခွဲတူဖြစ်ကြခင်ကြတဲ့အချစ်ဆုံးတငယ်ချင်းတွေလည်းဖြစ်ပါတယ်ဟာဝေယံလာလေကွာမင်းကလည်းကွာမနေ့တိုင်းငါလာမှအိယာကနေထားတယ်တခါတလေများဆော့ဆော့ထားပါအောင်ကွာဟဲ့ညကနောက်ကျမှအိယာဝင်လို့ပါကွာပြောလိုက်ရင်ဒီလိုကြီးပဲကွာတော်ပြီကွာမနေ့ပြန်ကစပြီးတော့မင်းကိုဘယ်တော့မှလာမလို့တော့ဘူးမင်းအိမ်ကိုလည်းမလာတော့ဘူးဟာကွာမင်းကလည်းစိတ်မဆိုးပါနဲ့ကွာမင်းအခုဂိမ်းဆိုင်သွားမလို့လားနေအောင်ကွာငါအဝတ်လဲလိုက်အောင်မယ်ဝေယံရဲ့မျက်နှာဟာခါတိုင်းနဲ့မတူဘဲနဲ့တုံမုံနေပါတယ်ဒီကောင်စောစစ်စီသူ့ရဲ့မာမီနဲ့ကွိုင်တက်လာပြီလားမသိဘူးကျော်စော်တယောက်တီးတိုးညညွတ်ပြီးတော့ဝေယံရဲ့ဆိုင်ကယ်နောက်ကိုခွာထိုင်လိုက်ပါတယ်ဝေယံရဲ့စကူဖီဆိုင်ကလေးဟာခောက်ဆွဲဆိုင်ရှိမှရက်လိုက်တယ်ဒီချိန်မှာဝေယံဖုန်းကနေမိလာတဲ့အတန်ကြောင့်ပဲဟယ်လိုပြောဖေပါများလေဟာဗျာအဖေတို့ကအဲ့ဒါတွေခတ်တာပဲကျုပ်ကိုခလေးများထင်နေလားကျုပ်ကဂိမ်းစော့နေရင်ဘယ်ဖုန်းမှမကင်တာအဖေလည်းသိတာနဲ့အခုကျုပ်ဂိမ်းဆိုင်သွားတော့မှဖုန်းထပ်မခေါင်းနဲ့ဗျာဒါပဲဟာဝေယံမင်းအဖေကိုဘယ်လိုများပြောလိုက်တာလဲကွာဘိုးတော်ကမင်းကိုဒီလောက်တောင်ချစ်တာစိတ်ရှုပ်တယ်ကွာဘာတွေမှန်းကိုမသိဘူးမိုးလင်းကလေးကစိတ်တွေရှုပ်ထွေးနေတာကဲပါကွာခောက်ဆွဲစားပြီးရင်ဂိမ်းဆိုင်သွားရအောင်မင်းလည်းစိတ်ပြေလက်ပြောက်ဖြစ်တာပေါ့တငယ်ချင်းဖြစ်သူမျက်နှာကိုကြည့်ပြီးတော့ကြော်စော်တယောက်သပင်ချမိတယ်စိတ်ထဲမှာလည်းဝေယံကိုကြည့်ရတာတစ်မျိုးဖြစ်နေတယ်ခါတိုင်းလေးတွေကရီမောပျော်ရွှင်စွာစားနောက်ပြီးတော့ပျော်ပါနေတဲ့တငယ်ချင်းဟာစောစောစီးစိတ်မကြည်မသာဖြစ်နေတာမလို့သူ့လည်းစိတ်ထဲမှာမွန်းတက်တယ်လို့ခံစားရတယ်ဂိမ်းဆိုင်မှာနှစ်ဦးသားထားပြီးတော့အချိန်ဘယ်လောက်တောင်ကြာသွားလဲမသိဘူးဒီချိန်မှာဝေယံဖုန်းကမီးလာတယ်ကြော်စော်ငါဖုန်းကိုကင်လိုက်စမ်းကွာဒီမှာဂိမ်းဆော့ရတာအာယုံနောက်တယ်အေးပါကွာဟယ်လိုဟုတ်ကဲ့အန်တီသားတို့ကဂိမ်းဆိုင်မှာပါတစ်ဖက်ကဖုန်းချသွားတယ်ငါဘွားတော်မလားဖုန်းဆက်တာဟုတ်တယ်ကွာဘယ်မှာလဲလို့မင်းနေတာတွေ့တယ်မလားငါ့ကိုကလေးဆိုပြီးတော့လိုက်ချုပ်ချင်နေတာကွာငါဖုန်းတော်မှာကင်နေစိတ်မရှိတော့ဘူးငါဖုန်းကပတ်ဆော့ဖြုတ်လိုက်ကွာငါ့အိမ်ကိုဖုန်းပြန်ပေးလိုက်မယ်ဖုန်းရှိနေတစ်ချိန်လုံးဆက်နေမှာဒီလိုပြောတာကြောင့်တငယ်ချင်းဖြစ်သူဟာဝေယံဖုန်းကိုပတ်ဆော့ဖြုတ်ပေးလိုက်ပြီးစိတ်ညစ်လာတာမို့လို့ဂိမ်းဆိုင်အပြင်ဘက်ကိုထွက်ကစလိတ်ဖြူတလိတ်ကိုမင်းကြီးလို့ခွာချက်တယ်ပြီးတော့ဂိမ်းဆိုင်ပြင်ဘက်မှာရှိတဲ့ကုန်းပေါ်မှာထိုင်လိုက်ပါတယ်မကြခင်မှာဆိုင်ရှိကိုကားတစ်စီးထွက်ရလာခါဝေယံရဲ့မိခင်ဖြစ်သူကားဘော်ကဆင်းလာတယ်ဒါဝေယံရောဆိုင်ထဲမှာအန်တီဝေယံမိခင်ဆိုင်ထဲဝင်သွားပြီးမကြခင်မှာပြန်ထွက်လာတယ်မင်းတငယ်ချင်းလေဘာတွေများမကျင်တတ်တာရှိနေလဲအန်တီကိုသူ့ဖုန်းပေးလာတယ်အန်တီကထမင်းစားရအောင်သူ့ကိုလာခေါ်တာခဏနေရင်သူ့ကိုထမင်းပြန်စားခိုင်းတော့တာသူကအဆိုင်သိမ့်မကောင်းတော့အစာပုံမှန်စားမှယောဂထပ်မှဖြစ်မှာဟုတ်ကဲ့ပါအန်တီစိတ်ချလက်ချပြန်ပါဗျသူ့ကိုခဏနေလှုပ်လိုက်ပါမယ်အခုတခါလေးလိုက်ခဲ့လို့လာခေါ်တာကိုမလိုက်ဘူးလေသူကကဲတာအန်တီသွားမယ်နော်ဟုတ်ကဲ့အန်တီဝေယံမိခင်ကားလေးထွက်သွားပြီးတဲ့နောက်သူကတောက်လက်စာဆက်လေးကိုနင်းချလို့ဂိမ်းဆိုင်တွေကိုပြောင်းဝင်လာတယ်ကြောက်သွားဂိမ်းကိုမင်းမဲ့ဆက်ဆော့လိုက်ကွာငါအိမ်ကိုခဏပြန်အောင်မယ်ငါလည်းလိုက်ခဲ့မယ်လေကွာမလိုက်နဲ့ကွာငါကခဏပဲကြာမှာပြန်လာခဲ့မှာခါတိုင်းမှမခွဲမတူအမြဲတမ်းသွားနေတဲ့တငယ်ချင်းဟာသူ့ကိုမလိုက်ဖို့ပြောတဲ့ခါမှာသူဝမ်းနေမိတယ်အေးပါတငယ်ချင်းရာမင်းမလိုက်နဲ့ဆိုလဲမလိုက်ပါဘူးကွာမင်းကိုမလိုက်စေချင်တော့ကွာနောက်များငါမရှိရင်လေနေတက်သွားတာပေါ့ကွာပြောင်ဆက်ဆက်နဲ့ပြောပြီးထွက်သွားတဲ့ဝေယံကိုကြည့်ကရင်ထဲမှာအမြင်မသိတဲ့ဝေဒနာတစ်မျိုးကိုခံစားလိုက်ရပါတယ်သူလည်းစိတ်မပါတပါနဲ့ဂိမ်းကိုဆက်ဆော်တယ်ဝေယံဟာသူ့ရဲ့ဆိုင်ကလေးကိုဂိမ်းဆိုင်ကထွက်လာပြီးတဲ့နောက်လမ်းမကြီးတိုင်းမောင်းနေလာတယ်တနေရာရောက်မှာတော့ဆိုင်ကလက်ကင်ကိုတစ်စုံတစ်ယောက်ကဆွဲလှည့်လိုက်တယ်လို့ဖြစ်ပြီးတော့သူ့ရဲ့အုပ်ကောင်းမှာလမ်းပြီးမှရှိတဲ့ဖလက်ဖောင်းနဲ့အရှင်ပြင်းစွာရိုက်မိတာကြောင့်ပူထူသွားပြီးတော့မျက်လုံးကလည်းအမောင်တိကျသွားပါတယ်ဟာဟိုမှာကောင်လေးတယောက်ဆိုင်ကမှောက်သွားပြီးဖလက်ဖောင်းနဲ့ခေါင်းနဲ့ရိုက်မိတာသိပြီးနေမှာဟာခေါင်းမှာသွေးတွေကြီးပဲအမလီနော်ကြည့်ရစရာတော့မရှိဘူးဒီချိန်မှာလူနာတင်ကားတန်တွေစုံညံစွာထပ်ပေါ်လာတယ်ကောင်လေးတယောက်လေဆိုင်ကကအနက်နဲ့ရင်းအင်ကြီးဝတ်ထားတာဆိုင်ကမှောက်လို့တဲ့
ဂိမ်းဆိုင်နဲ့ဝင်လာတဲ့လူတို့ရဲ့စကားကြောင့်ဟာဒါဆိုငါတငယ်ချင်းများလားညီလေးအခုကိုအဲ့ညကိုလိုက်ပို့စံကွာနေမှန်လို့ပါဟုတ်ကဲ့ကိုအဲ့ညကိုရောက်တော့လူအုပ်တွေချားတဲ့ကိုတွန်းဝင်ကြည့်အောင်ဟာဝေးရန်တငယ်ချင်းဒါကျွန်တော်တငယ်ချင်းဗျာဟာသိပြီလားမသိဘူးဝေးရန်တငယ်ချင်းထားပါအောင်ကွာကျော်စောအော်တန်ဟာအနည်းဝန်းကျင်မှာပဲ့တင်ထပ်သွားပါတယ်သူ့ကိုဘသူတိုက်တာလဲဆိုင်ကဲလားကားလားသူ့အမေကြောင့်ဘေးမှာရက်ကြည့်နေတဲ့လူတွေတဲကနေမိမကြီးတူကဘသူမှမတိုက်ဘူးခလေးသူ့ဘာသူဆိုင်ကဲစီးသွားနေဆိုင်ကဲလဲတာစီးသွားတော့မှ2ယောက်ပဲသူ့နောက်မှာအင်ဂျီအနေနဲ့လူတစ်ယောက်လည်းပါသေးတယ်ဆိုင်ကဲမောက်တော့သူ့တစ်ယောက်လည်းပဲတွေ့ရတာအင်ဂျီအနေနဲ့လူကဘယ်ရောက်သွားမှမသိဘူးကြောက်လို့ပဲထပြီးတော့ပြေးသွားလားမသိဘူးဗျာ2ယောက်ဟုတ်လားကျွန်တော်တငယ်ချင်းကတစ်ယောက်တည်းဆိုင်ကဲမောင်းသွားတာပါသူတစ်ယောက်အံ့ဩမိတယ်ဝင်းရံနောက်ကဘသူကများလိုက်ခဲ့တာလဲဟယ်လိုအန်တီဝင်းရံဆိုင်ကဲမောက်လို့အချင်းနဲ့မကောင်းဘူးခေါင်းကိုထိသွားတယ်ဗျအခုချက်ချင်းဆေးရုံကိုလာခဲ့ပါကျွန်တော်မပါဘူးဗျသူတစ်ယောက်တည်းအိမ်ကိုပြန်မယ်ဆိုပြီးတော့ပြန်သွားရင်မှောက်တာဟုတ်စိတ်ချပါဗျာတာရှိနေပါတယ်ဝေးရမိခင်စီကိုအကြောင်းကြားပြီးတဲ့နောက်တငယ်ချင်းဖြစ်သူကိုကြည့်ကမျက်ရည်တွေဟာအတားမရှိကျလာတယ်ဆေးရုံကိုရောက်တဲ့ခါမှာတော့ဗျာဆုံးပြီဟုတ်လားဝေးရမိခင်ဟာကတော်ကမျောနဲ့ဆေးရုံတွင်ပြေးဝင်လာတယ်ကြော်စွာတာတငယ်ချင်းရောဝေးရဆုံးသွားပြီဗျာမဖြစ်နိုင်ဘူးငါသားလေးမသေးရဘူးအစောတုန်းကသူနဲ့စကားပြောနေသေးတာတားရီတာအမေသားလေးအမေကိုထားခဲ့ပြီလားတာဒီမှာလေတာတငယ်ချင်းကြော်စွာလည်းရှိတယ်တာထားကြည့်ပါအောင်တာရဲ့အဖြစ်ဆွလိုက်တာသိမင်းဘာလို့များကျမသားလေးကိုခေါ်ရတာလဲကလေးကတိတ်ငယ်သေးတာလေသူ့ကိုခဏတော့ပြောခွင့်ပေးလိုက်ပါဦးအန်တီသတိထားပါအောင်ဗျာဘုံနေနဲ့မေးလဲသွားတဲ့ဝေယံမိခင်ကိုမနှဲပင်ပြန်တတိရအောင်လို့ကြိုးစားခဲ့ရတယ်ဝေယံရဲ့ဖခင်ဖြစ်သူလည်းယောက်ျားကြီးတံမန်နဲ့တာဖြစ်သူလောင်းကိုကြည့်လိုက်စကားတွေတွတ်ပြောဆိုရင်ငုံလိုက်နဲ့မြင်ရသူတွေအတွက်မျက်ရည်တောင်ကြားရတဲ့အထိဝမ်းနဲ့ွယ်အယမ်းကိုကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ်ဝေယံရငါဘလို့ဖြေရမှာလဲကွာမင်းမရှိတဲ့နေရာတွေမှာငါတယောက်တည်းဘလို့များပြတ်တန်းရမှာလဲငါမင်းကိုမခွဲနိုင်ဘူးကွာမင်းကိုအရန်ချစ်တဲ့တငယ်ချင်းကဲမိတကြိုဆက်တဲ့ကိုထဲတော့မယ်နော်တငယ်ချင်းဖြစ်သူကိုနောက်ဆုံးကြည့်ပြီးအခေါင်းကိုမသိမသာတုံးချက်ပုတ်တယ်မင်းနဲ့ငါ့ကိုတကယ်ချစ်ရင်ကွာငါ့အိမ်ကိုလိုက်လာခဲ့ငါတို့တွေအရင်လိုပဲအတူတူပျော်နေကြမယ်တာကြီးဝေယံလောင်းကိုမိတကြိုဆက်တဲ့ကိုထည့်ပြီးတော့ယူဆောင်သွားကြတယ်မိတကြိုဆက်ခိုင်းရဲ့အခန်းကပိတ်တိုင်ကြီးအားဂျိန်းဆိုပြီးတော့ကြက်တည်မဲစွာထွက်ပေါ်လာခဲ့ပါတယ်ဒီချိန်မှာအချိန်မဟုတ်အခါမဟုတ်ကောင်းကင်မှာမိုးသားတိုင်လေးတွေမှညွှန်လာတယ်ဟာမိုးဖွဲတွေကျလာပြီအာသူကလိုက်ဖို့သူတွေဟာကားဘုတ်ကိုတက်ကြတယ်တချို့ကားတွေကပြန်နေထွက်ခွာသွားပြီကျော်စောရဲ့နှာခေါင်းဝမှာသွေးညီနံတွေကတိုးဝင်လာပြီးတော့ကြက်သိန်းတောင်ထလာတယ်ဝေယံတငယ်ချင်းလားပြန်ရအောင်ကွာသူ့ဆိုင်ကယ်ပေါ်တအုပ်တယောက်ကတက်ထလိုက်တယ်လို့ဆိုင်ကယ်ကအိကျသွားတယ်ကျော်စောဆိုင်ကယ်မောင်းနဲ့နားထဲမှာအတန်တချို့ကိုကြားလိုက်ရတယ်ဒီတန်ကတချင်းတစ်ပုတ်ကိုညှဉ်းညူတန်လို့စုံနေတဲ့တန်မျိုးဒီတချင်းဟာဝေယံစုံနေကြတချင်းနာမည်ကလေးပြူရဲ့အမေလိုက်ကလေတူးတန်ကိုပဲတချင်းတန်ဖြစ်နေထင်မှမိတာလားတကယ်ပဲဝေယံဟာသူတီးဆိုတဲ့တချင်းကိုလာပြီးတော့စိုးပြနေရလားကျော်စောမြောင်းထဲမှာတော့မျက်ရည်တွေဟာဆိုင်ကယ်မောင်းနေတားဆီးမဲစော်နဲ့စီးကြနေတာကတော့အမှန်ပါညချိန်မှာစစုံငယ်ငယ်ဦးလိုက်တဲ့ခွေးဦးတန်ကြီးဟာ၆ချားခွေရဖက်ပေါ်လာခဲ့ပါတယ်ကျော်စောအဲ့နေရာကနေခြေတံတချို့ကိုကြားရတယ်မျက်လုံးကိုအာရုံဖွင့်ကြည့်လိုက်တော့သူ့ကိုကြောပိကရေတံမှုတို့ထဲကိုတိတ်ပေါက်ထက်နေတဲ့ညီဖြစ်သူကိုတွေ့ရတယ်ဟာဒီကောင်ကွာညှက်ဆုပ်တာရေတံမှုတွေကိုတိတ်ပေါက်ထက်တယ်မနှက်မှတွေ့မယ်ကွာဒီလိုတွေးပြီးတော့ပြန်အိတ်တယ်သူ့လက်ကိုလေးဘက်ကိုဆန်းတန်းလိုက်ရာညီဖြစ်သူအောင်လေးအိပ်ပျော်နေလို့ဟောက်တာဟောက်နေပြီသူတို့ခန်းမှာညီကို2ဦးသားအိတ်နေကြပြီမဲ့အခုတော့တိတ်ထားပေါက်တာလူ2ဦးပုံနေတယ်ဒါကြောင့်သူအမြန်ထပြီးညီဖြစ်သူကိုကြည့်တယ်ဟာဒါကငါညီစစ်ပါအစောတုန်းကတိတ်ပေါက်တာကသူလဲအရေးတဲ့ကွာခိုးတွေကလည်းဥလိုက်တာဟာတွေးနေပါလားဝေးရန်နေမှာတကယ်ချင်းငါ့ကိုမချောက်နဲ့နော်ငါကမင်းကိုချစ်လို့ခေါ်လာတာငါမိသားစုကိုတော့မနှောက်ရှက်ပါနဲ့ကွာညကအတွေးပေါင်းများစွာနဲ့အိမ်ပြောတာကြောင့်ကျော်စောတယောက်မနက်မိုးလင်းကနေချိန်မှသာပြန်နေအိပ်ပြောသွားတယ်ထကျော်စောမနက်လေးမိကွာအေးပါကွာသူလည်းအချိန်မတူနဲ့ထပြီးတော့နိုင်ကြည့်တဲ့အခါမှာမနက်6နာရီပဲရှိသေးတယ်အကိုရဘာလို့တပုံးမပုတ်နေရလဲဗျတားအိတ်နေတာကိုအောင်လေးကသူ့ကိုမချင်မချမ်းရွတ်ပြီးတော့စောင်းကိုခေါင်းမချုံနေဟာငါမှမပုတ်တာကွာငါလည်းပုတ်တန်ကြောင့်နိုးလာတာဒီခါမှခေါင်းမချုံလာတဲ့သူ့ရဲ့ညီဖြစ်သူဟာနေဟုတ်လားဒါဆိုအကိုတငယ်ချင်းဝင်ရနေမှာဗျသူကမနက်တိုင်းအကိုကိုလာနှုံးနေကြအမလီနော်အမေတားကြောက်တယ်ဗျာသူ့ရဲ့ညီဖြစ်သူကငယ်တန်းပေါင်းအော်ပြီးတော့မိခင်ဖြစ်သူရှိအခန်းကိုပြေးသွားတယ်ဟဲ့ကြောစွာကလေးကိုဘာလို့အစောကြီးစနေရလဲမင်းညကလည်းနော်မင်းတော်တော်နဲ့မအိပ်ဘူးမိဖို့ထဲမှာညဘက်ကြီးဘာတွေမှွင်နှောက်ပြီးတော့ရှာဖွေစားတောက်နေလည်းမသိဘူးဗျာဟာညကငါလည်းမိဖို့တွေကိုမဝင်ပါဘူးဖယားဝင်ရနေမှာဟုတ်ပြီဒီကောင်ကညဘက်မုန်းနေပါလေထားစားတတ်တဲ့အချင်းရှိတယ်ဒုက္ခပဲ
တငယ်ချင်းကိုချစ်တဲ့စိတ်တစ်ခုနဲ့ခေါ်လာခဲ့တာအခုတော့ဒုက္ခပေးတယ်လို့ဖြစ်နေပြီငါဘယ်လိုလုပ်ရမလဲသူအပြင်သွားတဲ့ခါမှာဆိုင်ကယ်ပေါ်မှာဝင်းရံဝင်းနေဟာသူ့သွားတဲ့နေရာကိုလိုက်နေရတဲ့စိတ်ထဲမှာခံစားရတယ်ဟာတော်လေးဘယ်တော့မှရောက်တာလဲအမေရဲ့ညီမဖြစ်သူအိမ်ကိုအလေရောက်လာတာမလို့ကြော်စောကလှမ်းပြီးတော့နှုတ်ဆက်တယ်ဟဲ့ငါကျော်နင်းတငယ်ချင်းကိုအိမ်ထဲကိုခေါ်လိုက်ပြီဗျာဟင်းညီမလေးနင်းကဘာသူ့ကိုပြောနေရလဲပြန်လာတာငါတားတယောက်ထဲပါအမကြီးကလည်းမမြင်ဘူးလားဟုတ်မလေးငါကြောဆိုင်ကနဲ့လိုက်လာတာသူ့တငယ်ချင်းမဟုတ်လားဂျင်းအင်ကြီးနဲ့ဟဲ့ငါစီကိုပြေးလာပြီသူ့ရဲ့အတော်ဖြစ်သူဟာအော်နေပြီးတော့တဦးတရဝန်တက်တယ်လို့ထိုင်ထိုင်ရင်လဲကျသွားတယ်ပြီးတော့အသားတွေကဆက်ဆက်တုံလာပြီးတော့ကြော်စောတငယ်ချင်းငါပါသားကြီးဟာအမေအတော်စီကိုဝေယံဝင်ပူးနေပြီဗျဟဲ့ဟုတ်ပါကိုမြင့်ကျော်လာပါဦးဒီမှာညီမလေးစီဝေယံဝင်ပူးနေလို့တငယ်ချင်းဝေယံဘလို့များဖြစ်ရတာလဲကွာငါတော့မယုံနိုင်သေးဘူးကွာငါခေါင်းတွေနားလိုက်တာကွာငါလူစားလေးခံလိုက်ရတာတငယ်ချင်းငါဆိုင်ကယ်မောင်းလာတော့ကွာအင်ဂျင်နီနဲ့လူတယောက်ငါရှိမှရုပ်ပြပေါ်လာပြီးတော့ငါဆိုင်ကယ်ကိုဆွဲပြီးမှောက်လိုက်တာငါကမိဘကိုဆစ်စင်းရအောင်အမြင်လို့တော့ကန်နေပြီးတော့ပွဲကြီးပြီးဆုံးသွားတာကွာအခုမင်းကငါ့ကိုအတူလိုက်နေဖို့ခေါ်လို့ငါမှမင်းစီလိုက်ရငါတည်တဲ့နေရာမှာစောင့်ရနေပြေးလွှားနေရတယ်ကွာဟင်းကြောက်စွာမင်းကမင်းတငယ်ချင်းကိုအတူနေဖို့ခေါ်တယ်ဟုတ်လားမိုက်လိုက်တာကွာဟောင်းရင်ပြည်သူစိတ်ဆိုးပြီးတော့ကြော်စွာကိုဆွဲထုတ်ဖို့လုပ်တော့ဘလို့ဖြစ်နေကြတာလဲသူ့ဝိညာဉ်မထွက်ခင်ဘာဖြစ်ချင်လဲမေးကြပါမိခင်ရဲ့စကားကြောင့်အတော်ပြည်သူကိုကြည့်ပြီးဖောက်ခင်ဖြစ်သူကတားလေးဝင်ရန်တားဘာများဖြစ်ချင်လဲပြောပါတားကိုဥရက်တားလို့ချစ်လို့တားဖြစ်ချင်တာအကုန်လုံးဥလုပ်ပေးမယ်ကြော်စွာမင်းကငါ့ကိုမခွဲတူနေမယ်ဆိုပြီးခေါ်လာတော့မင်းသွားလျာငါလိုက်နေရတယ်မင်းရဟန်းဝှက်ပေးပါကွာမင်းရဟန်းဝှက်လို့ကုသိုလ်ကိုကြည့်ပြီးငါတားတို့ခေါ်ပြစေဒါမှအဲ့ညမှာငါမဆောင်ရမှာကွာစိတ်ချပါတငယ်ချင်းငါမင်းတားတို့ခေါ်နိုင်အောင်လို့ရဟန်းခံမယ်ကျော်စော်တယောက်ပြောဆိုရင်လည်းမျက်ရည်တွေကျပြီးတော့ဂရုတွေထက်ထပ်ပေးတယ်ကျေးဇူးပါတငယ်ချင်းရာဒီလိုပြောပြီးတော့အတော်ပြည်သူငြိမ်သက်သွားတယ်ညီမလေးဟင်မကြီးဟိုကလေးကျမကိုဝင်တိုက်တာကျမတောင်လဲချသွားတယ်အေးလားညီမဘာမှဖြစ်တော့ဘူးခဏအနားယူလိုက်ရောက်ခါစားခီးပန်းလို့ဖြစ်မှာပါကျော်စော်မိခင်ကအတော်ပြည်သူကိုဆွဲထုတ်ကအခန်းထဲကိုဝင်သွားတယ်ကျော်စော်နဲ့ဖခင်ပြည်သူဦးကျော်မြင့်တို့လည်းခေါင်းကြောင်းတစ်ခုမှရဟန်းခံကြတယ်အဲ့ဒီရဟန်းခံပွဲကိုဝေယံရဲ့မိဘတွေကလာရောက်ပြီးဝေယံဖခင်ကိုယ်တိုင်ရဟန်းပြုလို့စိတ်တွေဖြစ်ပေါ်ပြီးတော့ရဟန်းဟောသွားတယ်အဲ့နောက်ရေးဆက်တွန်းချပြီးတော့အမြပေးဝေးပါတယ်အမြဝေဒန်ပြီးမှတော့ခေါင်းကြောင်းမှာရှိတဲ့တစ်ပင်မှာနားနေကြတဲ့ငှက်တွေဟာအလန့်တကြားပဲထပြန်ကုန်တယ်အဖေနေတာအဖေသားလေးအဖေသားကိုခွင့်လို့ပါဗျာအသက်ရှင်နေတော့ကအဖေတို့ကိုစိတ်ဆင်းအောင်လုပ်မိလို့အသေးဆုံးနဲ့တေးရပြီးတော့ပိတ်တာပုံပေါ်ရောက်ခဲ့ရတယ်အခုတော့ဗျာသားဘဝအသေးတစ်ခုစီကိုသွားရတော့မယ်အဖေနဲ့မေတရားဘာဝနာပွားများကြပါသားလေးဝေယံအဖေကိုထားမတော့ပါနဲ့အရှင်ဖေဟာဘာတွေများရောင်းနေရလဲဖေဟာသားလေးဝေယံရောအရှင်ဖေဟာစိတ်ထိမအောင်ဖေဟာကိုတော့အိမ်မက်မှတ်နေတာပါလားကိုတော့ဒါတော့ဘဝတစ်ကိုသွားတော့မယ်လို့လာပြီးတော့နှုတ်ဆက်သွားရှာတယ်။ဦးစင်းကဝေးတက်လာတဲ့မျက်ရည်တွေကိုတင်ကန်းစားနဲ့တုပ်ပြီးပြုံးတယ်။မကြခင်မှာဝေးရန်တင်ဆုံးခဲ့တဲ့နေရာမှာဆိုင်ကယ်နဲ့ကားတက်ပြီးဆိုင်ကယ်မောင်းတဲ့လူကပွဲချင်းပြီးတိတ်ဆုံးသွားတဲ့စတဲ့ရင်ကိုကြားလိုက်ရပါတယ်။ဝေးရန်တယောက်တငယ်ချင်းဖြစ်သူရဲ့အလှမှာတာတို့ခေါ်ဆိုခဲ့ပြီးကျွတ်တော့သွားပေမဲ့လူစားထိုးတဲ့ဒီညမှာတော့ကန်ဆိုးသူတွေရဲ့အသက်ကိုချွေနေစေဖြစ်တယ်။တိတ်ဆုံးကြမယ်ဖြစ်ပါတယ်